မင်္ဂလာပါရှင်ဒီနေ့တမီးတို့ပြုလုပ်မဲ့အရာကတော့အလုပ်ခင်ပေးကင်းရေကျွန်တော်တို့ဘာအတွက်ဒီမှာအလုပ်လုပ်နေကြရလဲကျွန်တော်တို့အားလုံးဒီမှာအလုပ်လုပ်ပြီးငွေရှာဖို့ရှိနေတာပါအလုပ်ကိုင်ဆိုင်ရာအနေအများအလုပ်နဲ့ဆက်ဆက်သောအနေအများလက်ချောင်းများတမဏိဖြစ်ကျင်မွားခြင်းဆက်နေရနေရာကြောင့်လက်ချောင်းများညှက်မိခြင်းမတင်စဉ်တမဏိရိုက်ခတ်မှုကြောင့်လက်ကျင်မွားခြင်းဝါယာကျိုးပြတ်တောင်းနေသောလက်တမဏိအပိုင်းစားများမျက်လုံးထဲဝင်ခြင်းအုံနောက်သို့မဟုတ်ခန္ဓာကိုယ်ထဲသို့လင်းဆင်သွားခြင်းကရိန်းသုံးနေစဉ်လက်များတမဏိထဲတွင်ညှိနေခြင်းကရိန်းသုံးနေစဉ်တမဏိသည်ခန္ဓာကိုယ်ပေါ်သို့ပြုတ်ကျခြင်းကရိန်းဖြစ်မတင်စဉ်တမဏိချီနှောင်ထားသောဝါယာကျိုးကျိုးပြီးခန္ဓာကိုယ်ပေါ်သို့ပြုတ်ကျခြင်းအလုံးနှင့်ဆက်ဆက်သောထိခိုက်ဒဏ်ရာရမှုများနှင့်တက်ရောက်မှုဒဏ်ရာရပြီးအလုံးလုံးမနိုင်ပါပြင်းထန်စွာဒဏ်ရာရရှိပြီးဆေးရုံတက်ရန်လိုအပ်ပါတယ်အလုံးမှရက်နာရန်အတင်းကျပ်ခိုင်းစေခံရပြီးလောကလစာများမရရှိနိုင်ပါပြင်းထန်စွာဒဏ်ရာရပြီးလက်ချောင်းများကျိုးကျခြင်းခြေလက်များကျိုးခြင်းကျိုးခြင်းစတဲ့အရာများဖြစ်တတ်ပါတယ်ကျွန်တော်တို့အားလုံးကိုအလုပ်ထုတ်ကြလိုက်ပါမယ်ကျွန်တော်တို့အလုပ်ရှင်ကအလုပ်သစ်ရှာမပေးနိုင်လို့ကျွန်တော်တို့အိမ်ပြန်ခဲ့ရပါတယ်ကျောင်းရင်းနေတာပါတယ်လေပေါ်ချောမှုသို့မဟုတ်ပေါ်ချောတော့အလုပ်ပေါ်ချောမှုမူရမှုအိမ်ငိုင်မှုမောပန်းနိုင်မှုသို့မဟုတ်ပေါ်ချောမှုဖျားနာမှုသို့မဟုတ်ဖုံးသုံးပြုခြင်းလိုအပ်သော PPE မိုးဆင်ခြင်းလူထုံလုံးနည်းများကိုပြက်ကွက်ခြင်းသို့မဟုတ်ညွှန်ကြားချက်များကိုမလိုက်နာခြင်းကျွန်တော်တို့ကိုယ်တိုင်ထိခိုက်ဒဏ်ရာရရှိခြင်းမှမြည်တို့ကောက်ွယ်နိုင်မည်နေတမတ်ထားသည့်အတိုင်း PPE ဝတ်ဆင်ပါလက်ရှိအလုပ်ကိုဂရုတစိုက်နဲ့အာရုံစိုက်ပါအလုပ်လုပ်နေစဉ်ဟာတမ်းမလုပ်ပါနဲ့လုံလောက်စွာအနားယူပါနေမကောင်းဖြစ်လျင်တင့်ရဲ့ကြီးကြပ်ရေးမှုအားအကြောင်းကြားပါတင်အလုပ်နေရာတွင်စနစ်တကျထားပါကိရိယာများအတွင်လက်များကိုမထည့်ပါနဲ့အမြဲတမ်းဂျိတ်များကိုအသုံးပြုပါကရင်ကိုအသုံးပြုနေစဉ်အလုပ်ပိုင်းစားများကိုမထိပါနှင့်အလုပ်ပိုင်းစားများကိုမတင်သည့်အခါအလုပ်ပိုင်းစားများအောက်တွင်သို့မဟုတ်အနီးတွင်မနေပါနှင့်အလုပ်ပိုင်းစားများကိုလေထဲတွင်ချိတ်ဆွဲထားသည့်အခါအလုပ်ပိုင်းစားများကိုဆွဲယူရန်ဂျိတ်များသို့မဟုတ်ကြိုးများကိုအသုံးပြုပါအလုပ်ပိုင်းစားများသို့မဟုတ်တတုများသည်တင်းစီတို့ထိမိနိုင်သည့်သို့မဟုတ်ခုန်ထွက်နိုင်သည့်နေရာများတွင်မနေပါနှင့်တမတ်တာတော့ PPE မိတိုင်းကျိုးပါသောဘေးကင်းရေးအိုထုတ်ဘေးကင်းရေးမျက်မှန်နားကကွယ်မှုဘေးကင်းရေးဖနက်အိမ်လက်ရှိဘောင်းဝီလက်ရှိလက်အိတ်စသည်တို့ကိုဝတ်ဆင်ရပါမည်တမတ်တာတော့ PPE အကြောအာယုံများကကွယ်မှုစုညံနေသောအနီးနားတွင်ရှိနေပါကအကြာအာယုံကကွယ်မှုကိုချက်ချင်းဝတ်ဆင်ပါဥပမာအားဖြင့်အနီးတွင်ကြိတ်ခြင်းတဲမုံများဖောက်ခွဲခြင်းစသည်တို့ပါဝင်ပါသည်အသက်ရှူလမ်းကြောင်းဆိုင်ရာအကာအကွယ်ပစ္စည်းများအမုံမွားမျက်နှာများမျက်နှာတို့လွင့်စင်ခြင်းဖုံမှုတ်မီးကိုပြမီးကိုမြူကဲ့သို့လေထုအတွင်းရှိအမုံမွားများကိုစစ်ထုတ်ပေးသည်၎င်းတို့သည်မျက်နှာအပြည့်သို့မဟုတ်မျက်နှာတစ်ဝက်ပုံစံဖြင့်ရရှိနိုင်ပါသည်အလုပ်အတွက်တင့်လျော်စွာဝတ်ဆင်ရပါမည်ကြိတ်ခွဲခြင်းကေယာစနစ်တက်ခွဲခြင်းဖြတ်တောက်ခြင်းလုပ်ငန်းများအတွက်ကိုရေးကိုယ်တာပစ္စည်းများကေစော်မျက်နှာဖုံးဘေးကင်းရေးဥထုတ်တက်ဆင်နိုင်သောအမျိုးအစားများဖြစ်ရမည်ကေစော်မျက်နှာဖုံးနှင့်အတူအသုံးပြုနေသောမှန်ဘလူးမှောင်သောမှန်ဘလူးဖြစ်ရပါမည်အချိန်တိုင်းကေစော်မျက်နှာဖုံးနဲ့အတူဘေးကင်းရေးမျက်မှန်ကိုဝတ်ဆင်ရပါမည်မျက်နှာဖုံးသည်ဦးထုတ်တွင်တက်ဆင်ထားသောအမျိုးအစားဖြစ်ရပါမည်အလုံးလုံးနေစဉ်အတွင်းဘေးကင်းရေးမျက်မှန်သို့မဟုတ်မျက်မှန်
မျက်မှန်ကိုမျက်နှာဖုံးနဲ့အတူအချိန်တိုင်းဝတ်ဆင်ရပါမည်ဘီကင်းမျက်နှာဖုံးအကာအကွယ်ရေးဓာတုပစ္စည်းများအငွေ့များသို့မဟုတ်ဓာတုပတ်ဖြတ်မှုများတစ်မျက်လုံးထဲတွင်ဝင်ရောက်သည့်အခါဝတ်ဆင်ပါမျက်နှာအပြင်အမျိုးမျိုးမှလေတိုက်ရာမှတက်ဆောင်လာသောဖုံမုံများသို့မဟုတ်အညစ်အကြေးများမှတစ်မျက်လုံးများကိုကာကွယ်အသုံးပြုပါ 5S နည်းလမ်းများကိုအသုံးပြု၍အလုပ်ခွင်ကိုစီစဉ်ပြီးတန့်ရှင်းရေးလုပ်ခြင်း 5S ရဲ့အကျိုးကျေးဇူးများအလုပ်လုပ်နေစဉ်ခလုတ်တိုက်မိခြင်းနှင့်ချော်လဲခြင်းကိုကာကွယ်ပေးသည့်ဘေးကင်းသောအလုပ်ခွင်တစ်ခုကိုဖန်တီးပေးသည်အလုပ်ပစ္စည်းများကိုအဆင်ပြေသောတူလောင်ရာနေရာတွင်ပံ့ပိုးပေးသည် 5S နည်းလမ်းကိုအသုံးပြု၍အလုပ်ခွင်စီစဉ်ခြင်းနှင့်တန့်ရှင်းရေးလုပ်ခြင်း 5S ၏အစိတ်အပိုင်းများအားအပယ်နီစီခြင်းလိုအပ်သောပစ္စည်းများကိုမလိုအပ်သည့်ပစ္စည်းများခွဲထုတ်ပြီးမလိုအပ်သောပစ္စည်းများကိုစွန့်ပစ်ပါနေရာချထားခြင်းလိုအပ်သောပစ္စည်းများရှာဖွေရန်နေရာချထားရန်မြင်ရန်လွယ်ကူရန်စနစ်တကျစီစဉ်ပါတန့်ရှင်းရေးပစ္စည်းကိရိယာများ၏အခြေအနေကိုတန့်ရှင်းရေးလုပ်ပြီးစစ်ဆေးပါစံသတ်မှတ်ခြင်းအချိန်တိုင်းအစီအစဉ်တကျဖြစ်စေရန်ပထမ S စီခြင်းနေရာချထားခြင်းတန့်ရှင်းရေး၏စံနှုန်းများကိုထိမ့်သိမ်းပါတည်တံ့ခိုင်မြဲခြင်းယဉ်ကျေးမှုနှင့်နေ့စဉ်လုပ်နေအလုပ်တစ်ခုဖြစ်လာသည့်အထိလေ့ကျင့်ပါလှေကားထစ်ပေါ်တွင်အလုံးလုပ်ခြင်းလှေကားကိုမကြော်ပါနဲ့တစ်စုံတစ်ယောက်ကလှေကားခြေထောက်များကိုကင်ထားရမည်သို့မဟုတ်ကြိုးဖြင့်ချိနှောင်ထားရမည်လှေကားတက်နေခြင်းမိသည့်အရာဝတ္ထုသို့မဟုတ်ကိရိယာများကိုမယူဆောင်ပါနှင့်လှေကားတက်ဆင်ခြင်းလှေကားတက်ဆင်နေစဉ်ကိရိယာများသို့မဟုတ်အရာဝတ္ထုများမတည်ဆောင်ပါနှင့်ဆင်သို့မဟုတ်အဆောက်အဦများမှမတက်ပါနှင့်သင်ဘေးကင်းခပတ်ကိုအချိန်တိုင်းချိနှောင်ထားရပါမည်အမြင့်မှအရာဝတ္ထုများကိုမပစ်ချပါနှင့်လူများအပေါ်မှအလုံးလုံးနေစဉ်သို့မဟုတ်အဆောက်အဦများတွင်မရက်ပါနှင့်ကရိန်းအသုံးပြုခြင်းလက်ဖြင့်အလုပ်ကိုမတင်မီအလုပ်ကိုကင်မထားပါနှင့်ကြိုးများသို့မဟုတ်ဂျိတ်များကိုအသုံးပြု၍ထောက်ပံ့ပါအလုပ်ကိုမတင်မီအလုပ်ရဲ့အောက်တွင်မရက်ပါနှင့်အလုပ်ကိုမတင်မီအလုပ်ကိုခုန်ထွက်နိုင်သည့်သို့မဟုတ်ထိမိနိုင်သည့်အနေအထားတွင်မထားပါနှင့်လေဝင်လေထွက်ကောင်းသောနေရာများသို့မဟုတ်ကျဉ်ကျပ်သောနေရာများအလုပ်လုပ်ခြင်းတိုင်ကီများအလုံးပိတ်ဗီရိုများဓာတုသို့လောင်ခန်းသို့မဟုတ်လေဝင်လေထွက်မကောင်းသောနေရာများသို့ကျဉ်ကျပ်နေသောနေရာများတွင်အလုပ်လုပ်ခြင်းအနေရများပြီးအသက်အန္တရာယ်ရှိသောအလုပ်တစ်ခုဖြစ်သည်ထို့ကြောင့်ကျဉ်ကျပ်သောနေရာသို့မဟုတ်ဓာတုသို့လောင်ရာနေရာသို့ဝင်ရောက်ရန်တာဝန်ပေးအပ်ခံထားရပါကတင့်ကြီးကြပ်ရေးမှုအားအသိပေးရပါမည် PPE ဝတ်ဆင်ရမည်အလုံးမစတင်မီလေဝင်လေထွက်စနစ်ကိုစစ်ဆေးရမည်ဘေးကင်းစွာလုပ်ခြင်းသည်လူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါသည်ဆက်လာဆိုင်လျင်လျင်များနှင့်ပတ်သက်၍အလုပ်လုပ်ရာတွင်သတိပြုကာကွယ်ရန်အချက်များဒီပုံတွင်ဆယ်ရည်နေများနှင့်အတူအလုပ်လုပ်ရာတွင်သတိမထားဘဲလှုပ်ဆောင်ခြင်းကြောင့်မတော်တဆမှုဖြစ်ပွားခဲ့သည့်အခြေအနေကိုဖော်ပြထားပါသည်ဤကဲ့သို့သောမတော်တဆမှုများဖြစ်ပွားရခြင်း၏အကျိုးအကြောင်းချင်းများမှာဆက်ရဲနှင့်များအသုံးပြုရာတွင်ကျွမ်းကျင်မှုနှင့်အတွေ့အကြုံမလုံလောက်ခြင်းခန္ဓာကိုယ်အခြေအနေအစဉ်တည်းမဖြစ်ခြင်းဥပမာပင်မနှံ့နေခြင်းအရက်တောက်ခြင်းနောက်တစ်နေ့တွင်မူးဝေပြီးသို့မဟုတ်နေမကောင်းဖြစ်ခြင်း
ပေါ်ဆခြင်းတတိမထားမိခြင်းနဲ့ဆက်အန်ရများနဲ့ပတ်သက်၍လှုပ်လှုပ်ခြင်းသည်အလွန်အန္တရာယ်များပါသည်ကျွန်တော်တို့သည်အလုံးမစမီအမှန်တကယ်အစဉ်သစ်ဖြစ်နေဖို့လိုအပ်ပါသည်အလုံးမစမီဆက်ရနေများတွင်ပျက်စီးမှုသို့မဟုတ်ချွေမှုရှိမရှိစစ်ဆေးပြီးပုံမှန်လှုပ်လှုပ်ခြင်းရှိမရှိတည်ကြစွာစစ်ဆေးရပါမည်လှုပ်လှုပ်ရတွင်အဝတ်စားများကိုတည်တည်တက်တက်ဝတ်ဆင်ရမည်ကျန်းကျင်သူဤတင်ကြားပေးမှုမရှိဘဲအလုံးမလုပ်ရပါဆက်ရနေများနဲ့ပတ်သက်သောဘဝတုတနားလည်မှုမရှိဘဲမိမိဘာသာအလုံးလှုပ်ခြင်းကိုလုံးဝမပြုရပါခန္ဓာကိုယ်ရှင်ဤအစဉ်သစ်မဖြစ်ပါကအလုံးမလုပ်ရပါဥပမာနေမကောင်းဖြစ်ခြင်းရမှုခြင်းတို့မဟုတ်ပင်မနှွဲ့နေခြင်းတို့ဖြစ်ပါကအလုံးလုံးခြင်းကိုလုံးဝရှောင်ကျဉ်ရပါမည်။ကိုယ်ပိုင်ကာကွယ်ပစ္စည်းများ PPE ကိုပြည့်စုံစွာဝတ်ဆင်သုံးရမည်ဥပမာလုံခြုံရေးအထုတ်လုံခြုံရေးမျက်မှန်အပန်းကျဲခြင်းမှကာကွယ်ရန်နဘေကရိယာလက်အိတ်လုံခြုံရေးဖနက်များကိုအမြဲတမ်းပြည့်စုံစွာဝတ်ဆင်ရထားရမည်။လုံခြုံရေးမျက်မှန်သည်ဖုံမောများတန်ဆာများနှင့်အခြားပစ္စည်းအပိုင်းစားများကြောင့်မျက်စိထိရိုက်ပျက်စီးမှုမဖြစ်စေရန်ကာကွယ်ပေးနိုင်ပါသည်အလုံးလုံးနေစဉ်အတွက်အမြဲတမ်းဝတ်ဆင်ထားရမည်နေချင်းပြုလုပ်ပါလုံခြုံရေးမျက်မှန်ကိုမချွတ်ရပါလုံခြုံရေးအုပ်ထုပ်သည်ဥကောင်းကိုထိခိုက်မှုများတိုင်းမှုများနှင့်အပေါ်မှပြုတ်ကျလာသောပစ္စည်းများကြောင့်ဖြစ်ပေါ်နိုင်သည့်အနေများမှကာကွယ်ပေးနိုင်သည်လက်အိပ်ပြီးရှုံထက်သောပစ္စည်းများကြောင့်လက်ပြည့်ရခြင်းနှင့်ဓာတုပစ္စည်းများထိတွေ့မှုကြောင့်ဖြစ်ပေါ်နိုင်သောအန္တရာယ်များမှလက်ကိုကာကွယ်ပေးနိုင်ပါသည်နှာခေါင်းဆဲမျက်နှာဖုံးသည်ဖုံမုံများအစိတ်တောက်များနှင့်ဓာတုပစ္စည်းများကိုခြူချဲမိခြင်းကြောင့်ဖြစ်ပေါ်နိုင်သောအန္တရာယ်များမှကာကွယ်ပေးနိုင်ပါသည်လုံခြုံရေးဖနက်သည်ချွန်ထက်သောပစ္စည်းများကိုနှိမ့်မိခြင်းကြောင့်ဖြစ်ပေါ်နိုင်သောမတော်တဆမှုများမှကာကွယ်ပေးနိုင်ပြီးလေးလံသောပစ္စည်းများပြုတ်ကျဖိမိခြင်းမှခြေထောက်ကိုကာကွယ်ပေးနိုင်ပါသည်အောင်မလောက်ခင်စီမင်းစီကမ်းများဝန်ထမ်းများသည့်စက်ရုံမှသတ်မှတ်ထားသောကိုရေးကိုယ်တာအကာအကွယ်ပစ္စည်းများ PPE ကိုတိတိကျကျမဖြစ်မနေဝတ်ဆင်ရမည်အလုံးလုံးနေစဉ်အတွင်းအကာအကွယ်ပစ္စည်းများကိုလုံးဝမချွေရပါဥပမာလုံခြုံရေးမျက်မှန်လုံခြုံရေးဖနက်လက်အိတ်နှင့်လုံခြုံရေးအုပ်ထုပ်တို့ဖြစ်ပါသည်စီကံဖောက်ပြက်ပါကစက်ရုံမှတွေ့ရှိသည့်တတိပေးစာထုတ်ပေးမည်တတိပေးစာနှစ်ကြိမ်ရရှိပါကစက်ရုံမှအချက်ချင်းအလုံးမှရက်စင်းမည်အလုံးခွင်တွင်ရက်ဖြစ်ခြင်းမြေစေဝသုံးဆွဲခြင်းရက်တောက်ခြင်းသို့မဟုတ်အရက်ဥနေခြင်းနှင့်ပစ္စည်းခိုးယူခြင်းတို့သည်ပြင်းထန်သောစီကံဖောက်ပြက်မှုဖြစ်သဖြင့်စက်ရုံမှအချက်ချင်းအလုံးမှရက်စဲပြီးတပ်ဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်ပါမည်အနည်းဖြစ်တဲ့အကြောင်းအရာဥပမာအချက်20ရှိရင်18ချက်ကိုဝတည်တည်ချာချာနားလည်သဘောပေါက်မှအလုပ်ထဲမှာအနည်းမဖြစ်မှာပါဒီအကုန်လုံးအလုပ်ကစီမင်းစည်းကမ်းနေနဲ့ခယူဆိုင်မှုဖြစ်လို့ဆိုရင်အန်ဒီရလည်းမဖြစ်ပါဘူးအဲ့ဒါမျိုးလို့တည်တည်ချာချာနားထောင်ရပါမယ်တကယ်လို့အလုပ်ကြောင်းမှာနားမလဲရင်အလုပ်ခွင်အတွင်းမှာနေလို့ရပါတယ်ကိုနဲ့မတိသေးတဲ့အန်ဒီရမဖြစ်ရအောင်ကာကွယ်ပေးနိုင်တဲ့နည်းလမ်းတွေအကုန်လုံးကိုပြောပြပြပါမယ်